မင်္ဂလာပါရှင် MD Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမပုံညခင်ရဲ့လက်ကျန်လာရောင်ဆိုတဲ့ဇလန်းလေးရဲ့ပိုင်း3ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ခြံတကားဝလှမ်းဝင်တာနဲ့ညကြီးနှစ်သက်တဲ့ရုံးနှံကိုရတယ်ရုံးနှံဒါမှမဟုတ်သစ်စေးနှံပေါ့ဒေါ်လေးဒေါ်မြပွင့်တို့အိမ်ကိုနေ့စဉ်ရောက်ရတိုင်းဒီရနံလေးရရင်ညကြီးကိုစီးကြိုတယ်ဆိုင်ထဲကိုရောက်တော့လှပခန်းထားတဲ့ရုံးတွေကိုမမတ်မုံမုံငေးကြည့်မိမြဲပဲရုံးစုံအုပ်ကြီးတွေရုံးစပွဲကြီးတွေပြီးတော့ရုံးလိုက်ကားတွေရုံးရီအိုးတွေရုံးတစ်တာတွေအိုးစုံလို့ပဲအားလုံးကလိုချင်စရာတွေကြီးပဲညကြီးကြိုက်ဆုံးကကနုတ်ပန်းတွေလှပစွာထိုးထားတဲ့ရုံးလက်ကောက်ဖြစ်တယ်ရုံးပေါ်မှာရွှေရေးချယ်ထားတဲ့လက်ကောက်တွေကိုတော့ညကြီးမကြိုက်လောက်စေးကျွလွယ်လို့ပဲမမညကြီးညီမလေးခင်လေးရှင်ညကြီးစီကိုပြေးနာစီးကြိုတယ်သူလေးကစူးပုတ်နဲ့ရွှဲတူပေါ့သူလေးကပြည့်စုံသလောက်စူးပုတ်လေးကတော့ချိုးငယ်ရှာတယ်ညကြီးကခင်လေးကိုစီးကြိုပွေးဖက်ရင်စူးပုတ်ကိုပြေးတရိရမိတယ်ညော်နေမလားမြန်မြန်ပြန်မှပဲရှင်းကိုမမတရိရနေတာတရိရရင်အိမ်မှာလာနေပေါ့မမရဲ့ညကြီးကသူလေးရဲ့ပါးလေးကိုဖွားဖွားညှိရင်ရီမောမိတယ်သမီးတယောက်တည်းအိမ်မှာတိတ်ပြင်းတာပဲမမလာနေပျော်စရာကောင်းမှာမမရွာမှာကြောင်းတက်နေရလေရှင်ရဲ့ဒီမှာလာနေလို့မရဘူးကျောင်းထွက်ခဲ့ပေါ့ဒီမှာပြောင်းတက်လေခင်လေးရှင်မြလေးကိုကက်ကျွဲနေတော့ဒေါ်လေးမြပွင့်အလုံးယုံဘက်ကနေဆိုင်ဘက်ကိုရှောက်လာနေတယ်မြကြီးကိုမြင်တော့အံ့ဩသွားပုံနဲ့ဟဲမြကြီးမို့လားကြည်စမ်းတနေ့တော်တွင်ထွားလာလိုက်တာကလေးမဟုတ်တော့ဘူးပဲဒီလိုပါပဲမြကြီးကကလေးမဟုတ်လိုက်ရှိနေတယ်မြကြီးစိတ်စနိုးစနောက်နေခက်ခက်နဲ့ရီပြရတယ်မြကြီးမှာတော့လူကြီးနဲ့ပြောစရာစကားထွေထူးမရှိဘူးပြောလည်းမပြောတတ်ပါဘူးအမေတို့ကတော့ဆိုင်တောက်ရုံးကုန်တွေပေါ်မှာထိုင်ပြီးရုံးအုပ်ထဲကလက်ဖက်သုတ်စားပြီးဒေါ်လေးတို့နဲ့စကားပြောနေတယ်။မြကြီးကခင်လေးရှင်နဲ့အတူကလေးစကားတွေပြောဆိုနေလိုက်တယ်။ပြန်ကန်ပြီးတော့ဒေါ်လေးကမြကြီးကိုကြည့်ရင်မြကြီးကဒီနေ့ရှစ်တန်းမို့လားရှစ်တန်းအောင်ရင်တော့ဒေါ်လေးတို့နဲ့လာနေပေါ့။ဒေါ်လေးတို့ကရှင်းနေခါလောက်ကြာရင်ပကံမျိုးတစ်ကိုပြောင်းနေတော့မှာဒီနေရာကကျင်းတော့လုပ်ငန်းတိုးချဲ့ဖို့အဆောင်တွေထပ်ဆောက်ခြင်းပေမဲ့အဆင်မပြေဘူးလေ။ပကံမျိုးတစ်မှာဝယ်ထားတဲ့မြေကအခုနေရာထက်၄ဆလောက်ကျယ်တယ်။စာအုပ်တွေစောင့်နေရလဲပြီးကန်နေပြီ။ညကြီးလာနေကလေးရင်အတွက်လဲဖော်ရတာပေါ့။ကျောင်းသွားတာလဲနီးသွားပြီ။ပြီးတော့ဒေါ်လေးတို့စီမှာရက်စီမီလဲရှိတော့ညကြီးစာချက်ဖို့ပိုးစင်ပြေတာပေါ့။ဟုတ်ကဲ့ဒေါ်လေး။ဒီလိုပြန်ပြောမိပေမဲ့သူများအိမ်မှာတော့သွားနေခြင်းစိတ်မရှိဘူး။အမျိုးဆိုပေမဲ့ကိုယ့်အိမ်မှာနေတယ်လို့မျိုးတော့လွေးထွေးမှာမဟုတ်ဘူးလို့ထင်မိတယ်။ညကြီးတို့မင်းတန်သူနဲ့နေတဲ့အနောက်ဖွားစောရွာမှာအလဲတန်းကျောင်းပဲရှိတော့ရှစ်တန်းအောင်ရင်အိမ်ကနေပကံမျိုးတစ်ကအကြောင်းစပိန်လေးနဲ့သွားတက်မယ်လို့ကြံ့ရွယ်ထားခဲ့တယ်။ဒေါ်လေးတို့အိမ်ကနေမြကြီးတို့ပြန်ထွက်လာတော့ဝန်းတိန်နေပြီ။ကောင်လေးကတော့မြောင်နေတော့မှာပဲလို့မြကြီးတွေးပူတယ်။လဲဝိုင်းနေနားလို့ပြန်ရောက်လာတော့မကြီးပင်ရဲ့အောင်မှာခန့်ခန့်လေးထိုင်နေတဲ့စုပုတ်ကိုတွေ့တယ်။မြကြီးတို့လှဲကိုမြင်တော့ကလေးကပြေးထွက်လာကြတယ်။ထူးသဖြင့်သူ့ကြိုတာမြကြီးကိုပေါ့။ပြန်ခရီးမှာတော့မြကြီးအလားတုံးအထက်ပူပြီးတော့ပြောတယ်ညကြီးစောင်းထားတဲ့ခမောက်လေးကဓမယရင်ဖျားနားမှာလွင့်ကြတော့စူးပုံလေးကလှဲပေါ်ကနေဖုတ်ကနေခုံဆင်းပြီးခမောက်လေးလွင့်သွားရနောက်ကိုပြေးနိုင်ပြီးတော့ကောက်လာခဲ့တယ်။လိုက်တီးတဲ့ကလေးပေပဲညကြီးသူ့ကောင်းလေးကိုဖွားဖွားပုတ်တော့သူကဇက်လေးပုပကုံးလေးကိုကျုံလိုက်တယ်။စူလာမဏိဖျားတိုင်းနဲ့ရေကန်ကြားနေရအောင်ရောက်တော့အဖေကနှစ်စဉ်အပြန်ခရီးမှာမင်းနေကြအတိုင်းမြကြီးကိုလှမ်းမိတယ်။သမီးမြကြီးတန့်ကြည်တောင်ဖျားဖူးအောင်မလားဟိဖူးမယ်ဖေအဖေကလဲကိုရက်ပြီးတော့ညကြီးလဲပေါ်ကနေခတ်သွက်ဆင်းနေစူးပုတ်ကလည်းခုန်ဆင်းနေမမငွေနဲ့အမေကတော့လဲပေါ်မှာပဲကြံ့ရက်တယ်ရှုခင်းလှပဆိုတာညကြီးတို့သားဖလောက်အမေနဲ့မမငွေစိတ်ဝင်စားလာတာမဟုတ်ဘူးမောင်လေးလာဒီမှာလာကြည့်ဟိုးမှတွေ့လားဟိုးဝေးမှလေတောင်ထိပ်ပေါ်ဖြူဖြူလေးတွေ့လားအဲ့ဒါတန့်ကြည်တောင်ဖျားပေါ့အဝေးရနေအောင်မြင်ရတယ်တွေ့လားညကြီးလက်ညှိုးညွှန်ရင်ကောင်လေးကိုပြလိုက်တယ်ညကြီးသူ့ရွယ်တုံးကအဖေကခုလိုပဲလက်ညှိုးညွှန်ရင်ခုလိုစကားမျိုးတွေပြောရင်ညကြီးကိုပြခဲ့တယ်။အေယာရီမြေကြီးရဲ့ဟိုတစ်ဖက်စီကတန့်ကြည်တောင်ဖျားကိုဒီကနေမြင်ရတဲ့အတွက်ညကြီးအံ့ဩလို့မဆုံးခဲ့ဘူး။စူနာမဏိဖျားတောင်ဘက်တိုင်းနာရေကန်ပေါင်ရိုးနဲ့တဲ့တဲ့ထနှောင်းစိမ့်စိမ့်တို့နဲ့အနားသက်ထားတဲ့မြေကွင်းအစုံကတန့်ကြည်တောင်ထိပ်ကိုဒီနေရာမှာပဲအမြဲရတန့်ကြည့်ခဲ့မိတာနှစ်စဉ်နှစ်တိုင်းပဲစူပုတ်ကမြကြီးညွန်ပြတဲ့မြင်ကွင်းကိုလှမ်းကြည့်ရင်ကျွန်တော်တို့ဆယ်လန်းနေကြည့်ရင်မြင်ရတယ်မမ
မင်းကမြစ်ချင်ရမဟုတ်ဘူးလားခုတော့မြစ်ချင်ရအရင်က10လမ်းမှနေသေးတယ်ဟုတ်လားအမေတို့ကတန်ခါလုတ်သေးရဲ့လေအဲ့ဒီတော့10လမ်းမှနေတာ10လမ်းကနေလှည့်စီးပြီးတော့တောင်ပြင်ကိုသွားတာတောင်ပြင်မှာတဲထိုးနေပြီးတော့ငါးဖမ်းသေးတယ်ပြီးတော့ကျွန်းတီရီမှာလည်းနေသေးတယ်ကျွန်းတီရီမှာကျွန်တော်မွေးခဲ့တာတဲ့အဲ့ဒီမှာတော့အကြာကြီးနေတယ်ဟင်နေတဲ့နေရာတွေကလည်းများလိုက်လားကျွန်းတီရီဆိုတာလောကနန္ဒာဖရာရဲ့တစ်ဖက်ကမ်းအရွာ10လမ်းဘူးဖရာတစ်ဖက်ကမ်းမှာအမေတို့ဖွားတို့ပြောနေရကြောင်းရွှာနာမည်ကိုမြကြီးနားရင်နေခဲ့တယ်ဒီကလေးအပြောအရတော့သူကလေးဘဝမတီးမငိမ့်အခြေမကြခင်မှသိတာနေတယ်မင်းအသက်ဘယ်လောက်ရှိပြီလဲရှစ်နှစ်ကျော်သွားပြီမြကြီးကလေးကိုငေးမော်ရင်တက်ပြင်းနေပါလေတောင်ချမိသွားတယ်3လလူရင်သူ့ဘဝဘလို့ဆက်ပြီးတော့စကန်းသွားမယ်မသိသွားကြမယ်ဟိအဖေလန့်ခေါ်လို့မြကြီးကိုနှစ်ယောက်လှဲဖို့ပြန်တက်လာခဲ့တယ်ညနေဆောင်လို့ပြီအဖေကလှဲကိုခက်တွတ်မောင်းနေမမငွေရမြကြီးတို့တစ်ချက်ကြည့်ရင်ညကြီးတယောက်အရုပ်ကောက်ရလာပါလေဗျို့ခက်ရွရွအော်လိုက်တော့တယ်မမမြကြီးဟေးစူးပုတ်စမေးပွဲနောက်ဆုံးနေ့မှာဖြေနိုင်ခဲ့လို့ကျောင်းဝင်းထဲကစပိန်လေးတွန်းပြီးပျော်ရွှင်စွာထွက်လာတဲ့မြကြီးခေါ်တန်လာရကြည့်မိတော့စူးပုတ်ကိုတွေ့တယ်စူးပုတ်ကမြကြီးစီကိုပြေးလာတယ်ဒီကလေးတယောက်တည်းအရေးကိုလာပါလားမြကြီးကသူ့ကိုစီးကြိုစူပွက်ဖို့စောင့်လိုက်တယ်မြကြီးစီကိုပြေးလာတဲ့စူးပုတ်ကမြကြီးပေးထားတဲ့မြကြီးရဲ့လွယ်အဟောင်းလေးကိုလွှဲထားတယ်။မြကြီးလေးတန်းတော့လွယ်ခဲ့တဲ့လွယ်အိတ်လေးကိုသူ့ကိုပေးလိုက်တယ်။ဘဲသွားမချွတ်တန်းဆက်လွယ်တိုင်းလွယ်ထားတတ်တယ်။မြကြီးတို့အိမ်ကိုရှောက်မှစားတောင်မှန်လာလို့လားမသိ။တလအတွင်းမှာကလေးကပြည့်ဖြူပြောင်စစ်စင်လေးဖြစ်လာပြီးပို့ပြီးတော့ချစ်စရာကောင်းလာတယ်။ကိုစောကြရှယ်အင်းကြီးအဟောင်းတွေကိုရှော်ဖို့မိဖို့တိုက်ပြီးဝတ်ခိုင်းထားလို့ဝတ်စားလေးတွေကလည်းတန်ရှင်းတက်ရလေးရောဖြစ်လာတယ်။အလွန်အလိုက်သေးရဲ့စူးပုတ်လေးကမြကြီးចောင်းသွားခဲ့နေတိုင်းတနခါလိမ့်တက်တာကိုသိကြရမနဲ့ဆိုရင်မြကြီးမနှိုးခင်တိတ်လေးထပြီးတနခါသွေးထားပြီးမှသူသွေးထားမှမသိအောင်စောင့်ကောင်းပြီးခြုံပြီးတော့ပြန်သွားအိမ်နေတတ်တယ်အိမ်မှာတော့အလင်းရောင်ကောင်းကောင်းရှားတဲ့ပြတင်းပေါက်နားမှာထားတဲ့တခုတည်းသောကြောက်ပြုံမြကြီးတို့အားလုံးအတူဝိုင်းတောင်းကြတာလေအနောက်ဖွားစောရွာမြကြီးတို့ကြောင့်မင်းနဲ့သူကနေဒီကလေးတယောက်တည်းလာတဲ့အတွက်တော့အံ့ဩရတယ်ရွာနေကျောင်းကတန်ငယ်လှမ်းလို့မြကြီးငငယ်တုန်းကတော့အဖေစပိန်နဲ့လိုက်ပို့တယ်။မြကြီး9တန်းနှစ်ယောက်မှမြကြီးအတွက်စပိန်လေးတစ်စီးဝယ်ပေးလို့စပိန်လေးနင်းပြီးတော့ကျောင်းသွားခဲ့ရတယ်။မြကြီးတို့အိမ်ကိုစူးပုံလိုက်လာတဲ့အချိန်ကမြကြီးစမေးပွဲနီးတဲ့အချိန်ဖြစ်ပြီးမြကြီးကကိုယ်စာကိုအာယုံစိုက်နေပြီးသူ့ကိုစာတင်ပေးဖို့မအားခဲ့ဘူး။မြကြီးစမေးပွဲဖြေပြီးတော့သူ့ကိုစာတင်ပေးမယ်လို့အားခဲထားတယ်။သူခမတပိုင်းတစားနဲ့ကျောင်းထွက်ခဲ့ရတာမို့လား။ရှင်းနှစ်ခါကျောင်းပြန်တက်ရင်ကျောင်းစာတွေလိုက်နိုင်သွားအောင်ခုတည်းကတင်ထားပေးလိုက်ခြင်းတယ်မမဖြေနိုင်လားစူပုတ်ကမြကြီးရှိကိုအပြေးရောက်လာပြီးမေးတယ်မြကြီးကခါထောက်ပြီးသူ့ကိုငုံကြည့်ရင်မင်းငါကျောင်းကိုဘယ်ဘယ်လိုရောက်လာတာတော့စူပုတ်ဟုတ်မမဒီနေ့စမေးပွဲနောက်ဆုံးနေ့မို့လို့လာကြိုတာပါအမေလူလေးကလက်တောက်လောက်လေးကလာကြိုစရာလားဟဲ့မင်းတယောက်တည်းအဝေးကြီးလာရလားအရာလူတွေကိုပြောခဲ့လားကလေးတယောက်တည်းရှောက်သွားရင်သူများဖမ်းလိမ့်မယ်နေပါဦးမင်းရဲ့မမကြောင်ဘယ်လိုသိရောလမ်းမှာတွေ့တဲ့သူတွေမေးလာတာဗောမမရဲ့ရဲတင်းလိုက်တာဟဲ့ကဲလာစပိန်မော်တက်ပြန်မေးအရာလူကြီးစိတ်ပူနေအောင်မေးကျွန်တော်မေးတာဖြေအောင်လေဘာလို့တော့မမစာမေးဝဲဖြေနိုင်လားအေးဖြေနိုင်တယ်အမြန်တက်တော်မူပါဟဲ့စပိန်မော်မြကြီးစိတ်မရှိတယ်လို့ပြောတော့စူပုတ်စပိန်ကယ်ရီယာကုန်းပေါ်မှာတင်မလွဲတက်ထိုင်နေမြကြီးကသူ့ကိုတင်နှင်းလာခဲ့တယ်စူပုတ်ကတွန့်လက်ချက်ချပြီးလိုက်တိနာလို့ဖေအမေနဲ့အဖွားတို့အားလုံးလည်းသူ့ကိုချစ်နေကြပြီလေးလေးကလည်းသူ့ကိုတခါစာခေါ်တင်ပေးတတ်တယ်ကိုစော်တယောက်ကတော့စူပုတ်ကိုဆိုရင်ခိုင်းကျင်နေတယ်မမငွေကလည်းကိုစော်နဲ့ဘာမှမထူးမမငွေကြတော့ခိုင်းုံနေမကတမင်အပြည့်ရှာကျင်သေးတယ်စူပူထိတ်ခေါက်ကျင်သေးတယ်အိမ်မှာမမငွေနဲ့ကိုတို့မရှိရင်တော့စူပုတ်ဖို့နေသားထိုင်သားရှိတယ်မမလက်ပံပင်ဘယ်နားမှာရှိနေစပိန်နောက်မှာထိုင်လိုက်လာတဲ့စူပုတ်ကမြကြီးကိုလှမ်းမိတယ်သူမိမဒီအချိန်လက်ပံတွေပွင့်ပြီဆိုတာမြကြီးသတိရမိတယ်ခုလိုចောင်းစားပိတ်တဲ့တပူရဲလຫນွေဥပေါက်ခါကိုရောက်ရင်လက်ပံတွေရဲနေအောင်ပွင့်တတ်တယ်မြကြီးတို့ရွာမှာတော့လက်ပံပင်မရှိဘူးမြကြီးတို့ရွာနဲ့နည်းနည်းဝေးတဲ့ဖျောက်စိတ်ပင်ရွာမှာတော့လက်ပံပင်တစ်ပင်ရှိတယ်မြကြီးငငယ်ကအဖေခေါ်သွားလို့အဲ့ဒီလက်ပံပင်အောက်ကိုရောက်ခဲ့ဘူးတယ်တပင်လုံးရဲအောင်ပွင့်နေတဲ့လက်ပံပင်ကိုမြကြီးတန်တော်မော့ကြည့်ရင်ပျော်ရွှင်ခဲ့ရဘူးတယ်တဖြုတ်ဖြုတ်ဝဲလွင်ကြွေကြလာတဲ့လက်ပံပွင့်တွေကိုဖေနဲ့တူကောက်ခဲ့ကြတယ်
အိမ်ရောက်တော့လက်ပံပွင့်ရဲ့အလဲဦးတိုင်းရိုးပွင့်ပန်းနဲ့ဝတ်ဆန်တို့ဖယ်ထုတ်ပြီးမှကျန်တဲ့လက်ပံကောင်းတွေကိုခြောက်လှမ်းထားတယ်။အဲဒီလက်ပံကောင်းကြောက်တွေကိုပုံရိပ်ကြီးနဲ့ပဲချက်ချက်ချမောင်နဲ့ပဲချက်ချက်စားလို့ကောင်းတာတော့အမှန်ပဲ။မမလက်ပံပေဘယ်နှရှိနေ။စုပုတ်ထက်မိမှညကြီးမြေအောင်နေတဲ့လက်ပံကောင်းဟင်းပျောက်သွားပြီးလက်ပံပေကမမတို့ရွာနာမှာတော့မရှိဘူး။နည်းနည်းဝေးတဲ့ဖျောက်စိတ်ပင်မှာပဲရှိတာ။မင်းကဘာလုပ်မလို့လဲ။ကျွန်တော်လက်ပံကောင်းဟင်းစားကြင်လို့လက်ပံကောင်းနေအိမ်မှာရှိသားပဲ။ကုန်ပြီတဲ့ဒေါ်လေးုံပြောတာ။လက်ပံပွင့်သွားကောင်းမဲ့သူလည်းမရှိသေးဘူးတဲ့။ညကြီးကမင်းနဲ့သူ့ဘက်ကိုစပိန်နေနေရင်ကနောက်ကိုပြန်ကြွေပြီးတော့နင်းလိုက်တယ်။မမအိမ်မပြန်ဘူးလား။ဘယ်သွားမလို့လဲ။လက်ပံပွင့်သွားကောက်မယ်လေ။ဟေးပြောစရာကြီးဟဲ့စပိန်မောက်တော့မှာပဲဒီကောင်လေး။စုပုတ်ကပျော်ရွှင်စွာအော်ရင်းသူ့ချောက်တွေလှုပ်ရမ်းလိုက်လို့စပိန်ကခါသွားတယ်။ညကြီးစပိန်ကိုပြန်ထိန်ပြီးရွာပြင်ဘက်ဥတီပြီးတော့နင်းထွက်လာတယ်။လမ်းတစ်လျှောက်မှာတော့အိုးရဲ့အုံမြည်တန်ကိုကြားရတယ်။တမရနံလဲရတယ်။ခုလိုຫນွေဦးကာလလေးကိုညကြီးကြိုက်လာတယ်။ကြောင်ပိတ်ချိန်မှုຫນွေဦးကိုကြိုက်မိတာလားတော့မသိပါဘူး။မမရှေ့မှာခွေးတတိထားလမ်းပေါ်ကခွေးတကောင်ကိုတွေ့မှာစုပုတ်ကအလန့်တကြားထအော်တယ်။အလန့်တကြားဟဲ့ခွေးပါဖြစ်နေသူ့ကသာနေတာ။မမလည်းဒါတော့မသိဘူးလား။ဘာလို့လဲ။လက်ပံပွင့်ချိန်ခွေးယူချိန်နဲ့မကြဘူးလား။ဒီချိန်ခွေးတွေယူရက်တယ်လေမမရဲ့။မြန်မြန်နေတော့ကြခွေးယူကြိုက်ခံနေရအောင်မယ်။ညကြီးရီမောလိုက်မိတယ်။စုပုတ်ကစကားတက်ပြီးညံလဲကောင်းတယ်။ကလေးဖြစ်ပြီးမြညကြီးပေါ်ကကွယ်ပေးလို့စိတ်ရှိတယ်။အဖေကတော့စုပုတ်ကဘဝပေးအခြေအနေလေးသာမနှွမ်းပါရင်အများကြီးတိုးတက်နိုင်တဲ့ကလေးပဲလို့မချင်မရဲဆိုရတယ်။ညကြီးကနေဘူးကျဲမှာစပိန်ကိုအားဆိုင်နေရင်ရွှေပြက်ကျလာတယ်။ရောက်စိတ်ပင်အထိမိနစ်20လောက်ကြာအောင်နေခဲ့ရတယ်။ရွာကိုဝင်လာပြီးမကြခင်မှာတပင်လုံးနီဆွေးနေတဲ့လက်ပံပင်ကိုလှမ်းမြင်ရတယ်။စုပုတ်ကမြကြီးစပိန်မရက်ခင်မှာပဲစပိန်ပေါ်ကနေဖုတ်ကနေခုန်စင်းနေမြကြီးစပိန်ကိုတစ်ပင်ရိပ်မှာရက်ထားပြီးလက်ပံပင်စီကိုရှောက်လာခဲ့တယ်။လက်ပံပွင့်နေရလေပွေတစ်ချက်ဝိလိုက်တိုင်းပင်ပေါ်ကခုန်စင်းဝင်လွဲလာတယ်။လက်ပံကျွေးပုံကတခြားပန်းတွေကျွေးတာနဲ့လည်းမတူဘူး။ပေါ်ပါတဲ့ပစ္စည်းတစ်ခုထည့်ထားတဲ့အိတ်ကိုအဝေးကိုနှုတ်ပြလိုက်တဲ့အခါဂဲလုံးလေးထည့်ပြီးတော့ပြည့်ရတယ်မို့လား။ဒီကအဲ့ဒီထုတ်လေးကအောက်ပိုင်းအလေးချိန်နဲ့ကြာလဲလွင့်ဝဲသွားသလိုမျိုးပေါ့လက်ပံပွင့်တို့ကလည်းလေဝိမှာကြာလဲလွင့်ဝဲပြီးကျွေးကြလာတတ်တယ်လက်ပံပင်ရဲ့ရဲနေတဲ့အကြောင်းကညကြီးစိတ်ကိုဖမ်းစားညှို့ငင်သလိုပဲလက်ပံကောင်းရဲ့အရသာလေးညကြီးစိတ်ကိုညှို့ငင်တော့ညကြီးလက်ပံပွင့်တွေကိုကြိုးစားပန်းစားလိုက်ကောက်နေမိတယ်စုပုတ်ကလည်းတပွေးတစ်ပိုက်ကောက်ထားတဲ့လက်ပံပွင့်တွေကိုညကြီးစပိန်ရှိချင်းနဲ့ပြေးထဲတယ်ပြီးတော့ညကြီးကောက်ထားတဲ့လက်ပံပွင့်တွေကိုပါလာကျုံယူပြီးချင်းနဲ့သွားထည့်ပြန်တယ်ချင်းနဲ့မဆန်တော့တဲ့လက်ပံတွေကိုတစ်ပင်ရိပ်မှာသွားပုံထားတယ်တန်ကြားတော့နှစ်ယောက်လုံးမောပန်းပြီးချွေးပြကြတော့တယ်မမလာမမစားဖို့ကျွန်တော်လမ်းမှာဇီးသီးဝင်ကောက်ခဲ့တယ်စုပုတ်ကမြကြီးလက်ကိုဆွဲခေါ်သွားတယ်တစ်ပင်ရိပ်အောက်မှာထိုင်ပြီးတော့စုပုတ်ကသူ့ຫນွေထဲကိုလက်ရှို့လိုက်တယ်လက်ကိုပြန်ထုတ်တော့ဇီးသီးအချို့နဲ့စက်ကူတုံလေးတစ်ထုပ်ပါလာတယ်မြကြီးစုပုတ်ဘာလို့မလဲစောင့်ကြည့်နေတယ်စုပုတ်ကပထမဆုံးစက်ကူတုံလေးကိုဖြန့်ချတယ်စက်ကူထဲမှာစားတဲ့ပုံတွေ့တယ်ဒီစားလေးတွေပြီးမှဇီးသီးကိုပုံလိုက်တယ်သူစနေတကျတက်ရလှုပ်နေပုံညကြီးပြုံးကြည့်နေမိတယ်စားလေးထည့်ယူလာခဲ့တယ်မမစားကြည့်မမဇီးသီးစားရင်ရေငက်ပြေတယ်ညကြီးသူ့ရဲ့ဇီးသီးတွေကိုလှမ်းယူပြီးစားနဲ့တို့စားတယ်။တွေမှာဇီးသီးစားရတာရေငက်ပြီးအမောပြေတယ်။ဇီးသီးစားရင်မြကြီးတို့ကောက်ထားတဲ့လက်ပံပွင့်တွေကိုရိုးရံဝစ်ဆန်နဲ့ပွင့်ပတ်တွေချွေရတယ်။စုပုတ်ကလည်းမြကြီးနှုတ်တယ်လို့လိုက်လုပ်တယ်။တွေရပူလှပေမဲ့တစ်ပင်ရိပ်မှာထိုင်တဲ့အခါလေတပြူးပြူးနဲ့နေသာထိုင်သာရှိလာတယ်။မြကြီးတို့ပတ်ဝန်းကျင်မှာလည်းလက်ပံပွင့်တွေဖြန့်ခင်းထားလို့အနီရောင်ကောင်စောခင်းထားသလိုလှပနေတယ်။လက်ပံပင်ထိပ်ပြားစီကအိုးအိုးငှက်တန်တွေကရွေလေယူးနေတူဟိုးဝေးထိလွင့်ကသွားတယ်။မမကြက်ဦးလား။မေးပြန်ပြီအစမ်းတွေညကြီးပြုံးကျင်မျက်နှာနဲ့စုပုတ်ကိုကြည့်မိတယ်။မမဘာလို့ကြက်ဦးဖြစ်ရမှာတော့စုပုတ်ရဲ့။စုပုတ်ရွက်ကဒီအတိုင်းဆိုစားမကောင်းလေ။ကြက်ဦးနဲ့ရောကြော်စားမှစားလို့ကောင်းတာ။ကျွန်တော်လေးမမနဲ့အတူတူနေရလို့သာကောင်းနေရတာ။ညကြီးသူ့အတွေးကိုအံ့ဩသဘောကျရင်စိတ်မကောင်းလေးဖြစ်ရတယ်။အေးပါမောင်လေးရဲ့မမမင်းအတွက်ကျန်စစ်သားလေးဟုတ်တယ်ကြက်ဦးလေးလှုပ်ပါမယ်ညကြီးသူ့ကောင်းလေးကိုပုတ်ရင်းပြောတော့သူ့မျက်ဝန်းကြည့်နေနဲ့ညကြီးကိုအားကိုးရကြီးကြည့်တယ်ဒီကလေးရဲ့အားကိုးရကြီးရှိပုံလေးတွေကြောင့်ပဲညကြီးနဲ့ရင့်ကျက်လာတယ်လို့ထင်မိတယ်
စုပုတ်ရောက်မလာခင်တုန်းကတော့မြကြီးကအိမ်မှာအငယ်ဆုံးခုတော့မြကြီးအောက်မှာငယ်သူတယောက်ရှိပြီသူ့ကိုငဲ့ညာခြင်းနဲ့မြကြီးကြီးရင်လာခဲ့ပြီထင်တယ်တခြားတစ်ဖက်ပြန်ကြည့်ရင်တော့မမငွေပြောသလိုမြကြီးအယုတ်ကောက်ရလာသလိုပျော်ရွှင်ရသေးတယ်အငယ်ဆုံးမို့လူကြီးအရာအသွေးမခံရပေအိမ်မှာတယောက်တည်းအဖော်မဲ့ပြင်းရည်နေရကနေအဖော်ရစူပြေလာတယ်လို့လည်းဆိုရမယ်အိမ်ကလူတွေအတွက်အားထားလောက်စရာမဟုတ်သေးတဲ့မြကြီးကစုပုတ်အတွက်တော့ကြက်စစ်သားပေါ့ကြက်ဥပေါ့လက်ပံပွင့်ဖက်တွေနဲ့ဝစ်ဆန်တွေရိုးတံတွေချွေပြီးတော့မြကြီးတို့စားဖို့လက်ပံကောင်တွေရပြီးဒီလက်ပံကောင်တွေကိုမချွေရသေးတဲ့လက်ပံပွင့်တွေနဲ့ရောနှောပြီးတော့စပင်းရှိချင်းထဲမှာတချို့မြကြီးလွယ်အိနဲ့စုပုတ်လွယ်အိထဲမှာတချို့ခွဲထည့်ပြီးတော့ယူနာခဲ့တယ်မြကြီးတို့ရွာဦးဝင်တော့ညနေတော့စောင်းလှပြီရွာဝင်မှာမြကြီးကြည့်မရတဲ့ဖိုးထုနဲ့စုံနေဖိုးထုကစပိန်လန်းကျောင်းရှိမှပိတ်ရက်နေလို့မြကြီးစပိန်ပေါ်ကဆင်းလိုက်ရင်ဖိုးထုနင်ပါလို့တာလေရှေ့ရဖေကောင်းပြောပြမလို့ဟဲ့နင်အိမ်ပြန်နောက်ကျနေလို့တဲ့နင်မေရှာနေတယ်နင်တို့ကဘယ်သွားနေရတော့လက်ပံပွင့်သွားကောက်နေတာပေါ့မမြင်ဘူးလားလက်ပံပွင့်နေဟိုကောင်လေးကဘာလိုက်ရှုပ်တာမြကြီးနင်ဒီကောင်လေးကိုတိတ်အလိုလိုက်မနေနဲ့နင်ကောင်ကိုတက်နင်းသွားလိမ့်မယ်ကြားလားဘယ်ကကလေးကောင်ကကောက်ရလာလဲမသိပါဘူးဟာနင်ဒီလိုမပြောနဲ့ဟာဟိကောင်လေးစုပုတ်ကရုတ်တရက်သူ့လွယ်ထဲမှာပါတဲ့ဇီးသီးအကျိုးနဲ့ဖိုးထုမျက်နှာကိုပြစ်ပေါက်တယ်သူ့ပုတ်ကိုဖိုးထုရမ်းပြုတ်မှဆိုလို့မြကြီးအမြန်စပိန်နှင်းပြီးထွက်ခဲ့တယ်စုပုတ်ကစိတ်ဆက်တယ်ပြီးတော့အနေငယ်ရိုင်းပြခြင်းတယ်သူ့ကိုကျင်ကြီးနာမြကြီးအတက်နိုင်ဆုံးစုံမနေခဲ့ရတယ်အဲ့ဒီနေ့အိမ်ရောက်တော့မြကြီးရောစုပုတ်ပါအဆုခံရတယ်ဒါပေမဲ့လက်ပံကောင်တပွေးကိုတွေ့တော့အမေစိတ်ပြေးသွားတယ်ဒီနေ့နွေရသည့်ကျောင်းပိတ်ရက်ကတော့မြကြီးအတွက်ပြင်းစရာမကောင်းတော့ဘူးတခါတည်းမှာမြကြီးကစုပုတ်နဲ့အတူရွာပြင်ထွက်ပြီးတော့ဇီးသီးကောက်တယ်စုပုတ်ကမျက်စိနှင်းပြီးပေါ်ပါသွက်လက်လို့ခဏကျမှဇီးသီးများများကောက်နိုင်တယ်မြကြီးတို့ကောက်လာတဲ့ဇီးသီးတွေကိုမြကြီးတို့ခြံဝင်းထဲမှာဖြန့်ခင်းပြီးနေလန်းတယ်ဇီးသီးတွေခြောက်သွင်းရင်တော့ဇီးခွက်ဆက်ပို့ပြီးအခုံဇီးကိုထိုးဖို့အစီကိုခွဲပြီးတွင်းရအဆန်ကိုယူပြီးတော့ဇီးစိတ်အခွန်တွေကိုတော့ပုံရည်ကြီးဖို့တွေမှာမိမွေးဖို့အသုံးပြုနိုင်တယ်ဇီးဆန်ကိုတော့နိုင်ငံခြားကိုရောင်းလို့ရတယ်လို့မြကြီးသိထားတယ်မြကြီးတို့ရွာအတွက်တော့ဇီးသီးကအသုံးဝင်အဖိုးတန်လာတယ်စုပုတ်လေးကအိမ်မှာလူကြီးတွေဘာလို့လို့အလိုက်တသိနေဝင်ကူတတ်တယ်ကလေးဆိုပေမဲ့သူ့ဘဝပေးအတိအရသူ့ကိုလူကြီးတွေကြည့်ပြအောင်နေတတ်တယ်ညနေဆိုရင်ဘွားအိမ်ရှိကုပြင်လေးမှာထွက်ထိုင်ပြီးတစ်သားတူလေးနဲ့ရေဘဲတွေတက်တောက်တောက်ထုခွဲနေတတ်တော့အဲ့ဒီချိန်ဆိုရင်စုပုတ်ကတစ်သားတူအဟောင်းလေးကိုတွားရှာပြီးဘွားနဲ့အတူထိုင်ပြီးရေဘဲထုခွဲနေတတ်တယ်ရေဘဲတောင်တွေကိုတောင်လိုက်ထောင်ပြီးတူနဲ့ထုလိုက်တော့ရေဘဲကောင်ကနှစ်ချမ်းကွဲပြီးရေဘဲဆန်တွေထွက်ကြလာတတ်တယ်ခုလိုຫນွေဦးကျောင်းပေးရဲ့ညနေဆောင်တွေဆိုရင်ညကြီးကလည်းတနခါလေးဖုံဖုံလိမ့်ပြီးဘွားနဲ့အတူရေဘဲထုခွဲပေးတဲ့မြဲပဲခုတော့စုပုတ်တယောက်တိုးလာတယ်မင်းနဲ့သူရဲ့ຫນွေဦးညနေတွေကတတရရရှိတယ်ဘလောက်ပူပူလေပြေလေးနှောလိုက်ရင်ရက်ခတ်ပေးသလိုတလက်လက်အေးရတယ်လေပြေတုံတိုက်ရင်တော့လန်းဆန်းသွားရမြဲပဲຫນွေလေကာလဆိုရင်တော့လေပူငွေ့နဲ့အနှဲငယ်နွမ်းလျရတယ်အမေပြောတော့ညကြီးတို့မင်းနဲ့သူကနီးနားရွာရီထက်ပို့ပြီးတော့ပူတယ်တဲ့ညကြီးကတော့မွေးတဲ့ကဒီရွာမှာပဲနေခဲ့ရလို့တခြားနေရာတွေနဲ့မနှိုင်းရှင်တတ်ဘူးပူတာကိုသိပေမဲ့ပူလွန်းလို့နေမထိထိုင်မသာဖြစ်ရတာမျိုးတော့မရှိဘူးသားကြနေပြီနှွေဆိုရင်ရေရရှားတာတော့ညကြီးမနှင်းမျိုးနေမဝေခင်စောင်းလေလောက်တင်ကရွာထိတ်4000ခန့်ကြီးမှာရေခမ်းခဲ့ပြီဝီစီတွင်းမှာရေစီနဲ့သွားတွန်းရတော့ပစံလေးကုန်ပြီးလူလဲပင်ပန်းရသေးတယ်လူညနေခင်းရဲ့အလုပ်တွေထဲမှာရေစီနဲ့တွန်းရတဲ့အလုပ်လဲပါတယ်အိမ်မှာလူကြီးတွေမအားရင်ရေစီနဲ့တွန်းတဲ့တောင်ဝန်ညကြီးရယူရတယ်ဒီအခါစုပုံလေးကအဖော်ရလာတယ်သူ့အင်အားသေးသေးလေးနဲ့ဝိုင်းကူတွန်းတာရမထင်ပေမဲ့အဖော်ရလို့တော်လှပြီဆိုရမယ်ရေစီနဲ့တွန်းလာပြီးရင်တော့4000ကန်ရှေ့ရဇရက်လေးမှနားပြီးအမောဖြေရတယ်4000ကန်ကိုမော့ကြည့်ရင်စိတ်ကူးရှင်ရခြင်းရလေညကြီးအတွက်တော့အမောဖြေနေတစ်မျိုးပါပဲ4000ကန်ရှိတဲ့နေရာကုန်းမြင့်ပေါ်မှာရှိပြီးကံကိုအုတ်တိုင်းနဲ့ကားရင်ထားလို့အမှတ်တမဲ့ကြည့်ရင်ကန်းလို့မထင်ရဘူးအုတ်တိုင်းဝင်ပေါက်ကနေလှေကားတစ်တွေကိုနင်းပြီးတက်တော့မှကုန်းမြင့်မြေပြင်ပေါ်ရောက်သွားပြီးတွင်းနှိမ်ပိုင်းတွေကအုတ်ရိုးတွေစီးထားတဲ့4000ဆက်ရေကန်ကိုမြင်ရတယ်ကန်တပီးကုန်းမြင့်တဝိုက်မှာတော့ကန်နာရပင်တွေအနှံ့ပြားပေါက်နေတယ်ကန်လှပခမ်းနားခဲ့ရန်ရှိပေမဲ့ခုချိန်မှာတော့ရေမရှိတော့လို့6သွေးဟောင်းနှွမ်းနေတယ်ကန်ရဲ့ရှေ့ဘက်ကရေဝင်ပေါက်က6သွေးထင်ရှားနေတယ်ညကြီးတိတဲ့ဆရွေဒီကန်ကိုရှောက်ဖူးတွေကကန်ထဲမှာရေပြည့်နေရမမြင်ဘူးရေရှားတဲ့နှွေးခါဒီကန်ရှိရဖြတ်သွားတိုင်းညကြီး
ကန်ရဲ့အုတ်တိုင်းဝင်ပေါက်စီကိုတက်သွားပြီးခြောက်သွေ့နေတဲ့ရေကန်ကိုငေးကြည့်ရင်စိတ်ကူးရှင်ရတယ်။မြကြီးစိတ်ကူးရှင်နိုင်အောင်ဖွားဖွားရဲ့စကားတွေကလည်းအထက်ကူပြုတယ်။ဖွားတို့ငယ်ငယ်တုန်းကဒီကန်လေးရရှိကိုရှမ်းပဲသုံးခဲ့ရတာပေါ့မြည်ရဲ့။ဖွားတို့ညီမတွေကပကံခေရဲ့တဲ့တီထွင်ဖန်တီးရဲ့ညံတွေမသေးခဲ့ဘူး။ကန်ထဲကိုဆင်းတဲ့လှေကား12ထည့်တွေ့တာ။အဲ့ဒါ12လရာသီအတွက်လှုပ်ပေးခဲ့တာ။ရေကတလကိုတစ်ထည့်ကုန်းသွားတာ။အားလုံးကုန်းသွားပြီးမိုးရွာတဲ့အခါရေကပြန်ပြေးလာတာပဲ။ကန်ထဲကိုဝင်နေရေကိုလေဟိုတူရင်တောင်ပေါ်ကကျတဲ့တောင်ရိုးရေကိုပဲယူတာ။ရှာခင်းရေတို့လမ်းရေတို့ယူတာမဟုတ်ဘူး။တောင်ရိုးကျရေဝင်ဖို့အတွက်ပဲရေလမ်းဖောက်ထားခဲ့တာ။ခုတော့လမ်းတွေကဟိုကဖောက်ဒီကဖောက်နေရေဝင်လမ်းတွေပိတ်ကုန်ပြီးထင်ပါရဲ့ကွယ်။ဖွားစကားတွေနားထောင်ပြီးမျက်လုံးလေးမှိတ်ပြီးစိတ်ကူးရင်လိုက်ရင်ပန်းကြံကုန်ထုံသင်းတဲ့ရေပြည့်ရှမ်းတဲ့ကန်ကြီးကိုမြင်ရောက်ပြီးပူရန်တက်တာအေးမြရင်လို့ထင်ရတယ်။ခြောက်သွေးရဲ့မင်းနဲ့သူဝင်းကျင်ကဒီရေပြည့်ရှမ်းတဲ့လေးတောင်ကန်ကြောင့်စွတ်စွပြေးနာတွေထင်မိတယ်။ဘိုးခါမှာရှေ့ဘက်ရေဝင်ပေါက်ကနေရေတွေကကန်အတွင်းကိုတဝဝသွန်ကြဖြည့်သွင်းပြီးတော့ကြာရီကလွန်လူးရုံထလာတွေထင်မိတယ်။ကန်ပတ်လည်မှာတစ်ပင်တွေအုံဆိုင်စွပြေးအေးမြပြီးမင်းနဲ့သူရဲ့လှပြိုပြူတို့ရေဦးကိုစီရွက်ပြီးတော့ရေခက်ဆင်းလာကြတယ်။စိတ်ကူးရှင်သားကိုရက်ပြီးမျက်လုံးဖွင့်လိုက်တော့ခြောက်သွေးရဲ့ဝင်းကျင်ဝင်မြင်ရတယ်။စိမ့်ဆူအုပ်ဆိုင်တဲ့တစ်ပင်တွေစားကန္နာရပင်တွေဝဲတွေ့ရတယ်။မြကြီးစရက်မှထိုင်ပြီးအမောဖြီနေရကနေကန်ပတ်စီသွားဖို့ပြင်းတယ်။စုပုတ်ကိုဒီကန်မပြရသေးဘူး။ဒီကန်ကိုပြပြီးဖေးနဲ့ဖွားဖွားတို့ပြောခဲ့တဲ့စကားတွေကိုလည်းစုပုတ်ကိုပြန်ပြောပြခြင်းသေးတယ်။စုပုတ်ရေလာဟိဘယ်သွားမလို့လဲမမရေကန်စီသွားမလို့ရေကန်ကပြင်ပါလေဟိုမလေးမမြင်ရဘူးမမမြကြီးကန်ပတ်လက်ညှိုးညွန်ပြပြီးမိစုပုတ်ကမမြင်မဲဟိုဒီကြည်ရင်မြကြီးနောက်လိုက်လာတယ်။အိုတိုင်းကြော်ပြီးအတွင်းဘက်ရောက်တော့မှမြကြီးရေကန်ဘက်ကိုလက်ညှိုးညွန်ပြရင်ဟိုးမှတွေ့လမ်းမောင်လေးအဲ့ဒါရေကန်လေရေလည်းမရှိဘူးနော်ဟိုးရင်တော့ကတော့ရေတွေအပြည့်ပဲတဲ့မမငငယ်တော့ကလားမဟုတ်ဘူးဖွားဖွားငငယ်တော့ကခုလဲရေတွေပြည့်ရင်ကောင်းမှာပဲနော်ရေပြည့်တာမြင်ကျင်လားမြင်ကျင်တယ်မြင်ကျင်မြင်အောင်လုပ်ပေးမယ်မြကြီးကခက်ပြုံးပြုံးပြောရင်းစုပုတ်ရဲ့နောက်မှာသွားရက်ပြီးတော့သူ့မျက်လုံးလက်နှစ်ဖက်နဲ့ဖွားဖွားပိတ်ထားတယ်မမဘာလုပ်တာလဲမျက်လုံးမိတ်ထားငြိမ့်ငြိမ့်နေမမပြောတာပဲနားထောင်ရင်မြင်အောင်ကြည့်နော်ဟိုးပကံခေတ်တုန်းကတဲ့လက်တော်များမင်းရဲ့အမတ်သေးနာပတိမင်းနန္ဒသူတို့ဇနီးမောင်နှံဒီရွာလူတွေရေတောက်သုံးမှုဒီရေကန်ကြီးကိုတူးဖော်ပေးခဲ့တာတဲ့မိုးတွေရွာပြီးဆိုရင်ဟိုးတူရင်တောင်ဘက်ကရေတွေကဒီကန်ရှိရရေစစ်ကန်တွေကိုရောက်လာပြီးမှရေဝင်ပေါက်တရားနေကန်ထဲကိုရေတွေဝင်လာတော့တာတဲ့ကန်ပေးမှဆိုရင်လေတစ်ပင်ဥယျာဉ်တွေစိမ့်ဆူနေတာပဲတဲ့ကန်ထဲမှာလေရေအပြည့်ပဲတဲ့ကဲမြင်ပြီလားမမြင်ဘူးမမမှောင်ပဲမှောင်နေစုပုတ်ရဲ့တုံ့ပြန်မှုကြောင့်မြကြီးခဏကြောင်သွားပြီးမှရီမိတယ်စုပုတ်ကကလေးပဲကလေးကိုအုံနောက်ဆောင်သွားလို့မိသူကမြကြီးဖြစ်တယ်မြကြီးအဖေပြောခဲ့ဘူးတဲ့စကားကိုသတိရမိတယ်လူဆိုတာတိတာကြီးများလာမှကိုမမီလိုက်တဲ့ကိစ္စတွေကိုမှန်းဆပုံဖော်မြင်အောင်တက်တာတိတဲ့အသည့်တွေကလည်းမှန်ကန်အောင်မှကိုယ့်ရဲ့မှန်းဆမြင်အောင်မှုတွေကတကယ်အမှန်နဲ့နှီးစပ်နိုင်တာပဲသမီးမြကြီးမြကြီးအဖေမကြာခဏပြောပြခဲ့တဲ့အကြောင်းအရာတွေကိုသိထားခဲ့သူမှုပုံဖော်မြင်အောင်စိတ်ကူးရင်တက်ပြီးမြဲစုပုတ်ကတော့ကလေးမှုအမှောင်ကလွဲပြီးဘာမှစိတ်ကူးပုံဖော်နိုင်မှာမဟုတ်ဘူးမြကြီးစုပုတ်ရဲ့မျက်လုံးတွေကိုပိတ်ထားမိရဲ့လက်တွေကိုဖဲလိုက်ရင်းရီမောနေတော့စုပုတ်ကမြကြီးကိုနားမလည်သလိုကြည့်တယ်ဒီနောက်ကလေးပြီးပြီးစူးစမ်းလိုစိတ်များတဲ့စုပုတ်ကရေကန်ရှိရာအနေပိုင်းကိုရှောက်သွားရင်မမကန်နေစင်းရအောင်ဟဲ့ဖက်နဲ့မစင်းနဲ့မယူမသိမလုံနဲ့ကန်ဆောင်နဲ့မကြိုက်ဘူးကန်ဆောင်ကဘယ်မလဲမမဒီနောက်မှာဘသူမှမတွေ့ပါဘူးမျက်စိနဲ့ဘယ်မြင်ရမလဲစုပုတ်ရဲ့ကန်ဆောင်ကဘလို့မျိုးလဲမမအဲ့ဒါတော့ညမဖွားကိုမေးကြည့်ပြီးတော့မမမင်းသားလည်းအောင်မပြောတတ်ဘူးကဲလာပြန်ကြမယ်ညကြီးစုပုတ်ပြောမှဆိုမှမဖြစ်ခင်အမြန်ခေါ်ပြီးပြန်ရတယ်ညကြီးငယ်လေးကတိထားတာဒီရေကန်ကိုစောင့်တာကန်တော်ရှင်တူကြီး3ယောက်ရှိတယ်တဲ့ဒေါ်ပလင်းနဲ့ကိုကြီးအကိုလေးတို့ကဒီကန်ကိုစောင့်ရှောက်တယ်လို့ဆိုတယ်ဒါကြောင့်ဒီကန်တဝိုက်မှာမယုံမသိမလုပ်ရဲဘူးညကြီးတို့ရွာမှာတော့နဲ့တော်တော်များများကိုးကွယ်ယုံကြည်တယ်မိုးခေါင်ပြီးဆိုရင်အမေစန်ဒီစီမှာဆူတောင်းတယ်အမေစန်ဒီဆိုတာတကြားမင်းသမီးဖြစ်ပြီးတော့မိုးကိုပေးနိုင်တယ်လို့ယုံကြည်တယ်မိုးများဖို့ဆိုရင်တော့မိုးကောင်းကြောစွာစီမှာဆူတောင်းတယ်ကလေးတွေအန်ဒီရကင်းမှုအတွက်တော့မနှဲလေးစီမှာဆူတောင်းပသရတယ်ညကြီးမှာတော့စုပုတ်ထက်ဆင့်မေးလာမယ့်မိကုန်းတွေကိုဖြေနိုင်စွမ်းမရှိတာသိကြလို့ဖွားထံပဲလွှဲပေးလိုက်တော့တယ်ညရောက်တော့အဖွားရဲ့ထူးဆန်းတဲ့စကားတွေကိုညကြီးတို့နားထောင်ကြရတယ်
ဖွားပြောတဲ့စကားတွေကပုံမြင်တပွဲနားထောင်ကောင်းတယ်တချို့စကားတွေကိုတော့ညကြီးနားမလည်ဘူးဒါပေမဲ့စိတ်ဝင်စားနားထောင်ပြခဲ့တယ်အလုံးစုံတော့နားလည်လာတာမဟုတ်ညကြီးကိုစကားဝိုင်းနေမမငွေဝင်လာပြီးဆိုရင်တော့ပွဲရပြတ်သွားတတ်တယ်မမငွေစိတ်ဝင်စားတာတမျိုးဖွာဟိုစာကျိုးကြီးကတိတ်ဆိုးတာပဲနော်ဗါတဲ့လှကြောဖွားစောကြောက်ပေါက်မှသူမင်းနံသူတဲ့အဲ့ဒီစာကျိုးရဆိုရင်ဖွားစောရွာသူတွေကချောတယ်လှတယ်ပေါ့မင်းနံသူရွာသူတွေကရုပ်ဆိုးတယ်ပေါ့ဖွားစောရွာလူတွေကအဲ့ဒီစကားပုံအားကိုနဲ့ဂုံမောက်ချင်းနေရလားမသိပါဘူးအဲ့ဒီစကားပုံကမှန်ဖြစ်မမှန်ပဲနဲ့ငွေဆိုရင်မင်းနံသူရွာဆိုပေမဲ့ကြောက်ပေါက်မှလည်းမထူးရုံလေးကလည်းချောမချောမမငွေပြောရဲလာတာကိုအံ့ဩရည်ကျင်ပြီးညကြီးထံရီတန်းတစ်ချက်ထွက်တယ်မမငွေမြကြီးကိုမျက်စောင်းတစ်ချက်ထိုးပြီးအားရှိတာတော့ငါပြောတာမဟုတ်လို့လားအဲ့ဒီစကားပုံပြောင်းပြရမယ်ဘယ်လိုပြောင်းပါလဲလှကျော်မင်းနံသူကြောက်ပေါက်မှသူဖွားစောညကြီးခိကနေရီမိပြန်တယ်စုပုတ်ထန်ကနေရီတန်းတဟီဟီထွက်လာပြီးမမငွေစကားပုံကနားထောင်လို့လည်းမကောင်းဘူးနော်တိတ်ဆန်းငါခောက်လိုက်ရမမငွေစုပုတ်ကောင်ကိုခောက်ဖို့လက်ရွယ်လိုက်တာကြောင့်ညကြီးမမငွေရဲ့လက်ကိုဖမ်းဆွဲလိုက်ရင်ကလေးကိုမလုပ်ပါနဲ့မမရဲ့ကောင်းလေးနေကချက်ချင်းမြစ်ချီကိုပို့လိုက်ရမလားမပို့ပါနဲ့မမငွေရဲ့အေးမပို့စေချင်လှချုံမင်းနဲ့သူကြောက်ပေါက်မှသူဖွားစောလို့ခဏခဏရွတ်နေကြားလားစာကျိုးဆိုတာရွတ်ပါများရင်နှုတ်ကျိုးသွားရောလူရှိရမြမြပူရွတ်ဖွားစောရွာလူတွေလိုက်သူတို့ရှိမှမြမြရွတ်နေအဲ့ဒါဆိုရင်ပြန်မပူကြားလားဟုတ်လှချုံမင်းနဲ့သူကြောက်ပေါက်မှသူဖွားစောသူ့ပုံလေးကမမငွေတင်ပေးတယ်လို့တို့ရွတ်ပြီးနေတော့ညကြီးတနာမဆုံးမမငွေကတော့ကြည်နဲ့မဆုံးဖွားမမငွေကိုကြည့်ပြီးညီရတော့အလှပကိစ္စပဲစိတ်ဝင်စားနေတော့တာပဲလို့ဆိုတယ်ညကြီးကတော့စုပုတ်ကိုဆိုရင်အနိုင်ကျင့်ခြင်းနဲ့မမငွေကိုကြည်မရကျင်တော့အဲ့ဒီနေရာစပြီးစုပုတ်လေးကမမငွေကိုမြင်တိုင်းနားထောင်မကောင်းတဲ့စာကျိုးကိုရွတ်ရှာတယ်လူအများရှိမှစုပုတ်ကဒီစာကျိုးကိုရွတ်တဲ့အခါရွာလူတွေရီမောပြီးညကြီးတို့ငွေတို့တင်ပေးထားတာလားဟေးလို့မမေးခံရရင်တော့ညကြီးရှက်မဆုံးဒါကြောင့်စုပုတ်ကိုစာကျိုးမကြီးမရွတ်ဖို့တားမြစ်ရတယ်ဒီလိုဖြတ်တန်းရင်းနဲ့ပဲလက်ပံတွေပွင့်တဲ့တပူရဲလမင်းနံသူရဲ့ຫນွေဦးရက်တွေကိုဖြတ်တန်းကုန်ဆုံးလာခဲ့တယ်။ပုံမကြီးရှင်သခင်မဒီမှာဝစ်ပါဒီမှာစားပါရွှေချေးငွေချေးယူခဲ့ပါရွှေဦးငွေဦးလည်းမြုပ်ခဲ့ပါကျွဲစုကိုလည်းပေးပါဝါစုကိုလည်းပေးပါအဖွားရဲ့တန်လေးကအိမ်ပြင်အမောင်ထဲကနေအစမပြင်းထွက်ပေါ်နေတယ်။အချိန်ကည8 နာရီခန့်ရှိပြီ။လာ3 ရက်လောက်မှခုံးရက်စားလောက်ပဲမြင်ရတော့တပေါင်းလဆန်2 ရက်နေ့ညလာရောင်ကင်းပြီးမှောင်မိုက်နေတယ်။အိမ်အတွင်းကမိခွက်အလင်းအောင်အချို့ပဲအိမ်ချမ်းပြင်ကိုခက်ဖြော့ဖြော့အလင်းကူးနေတယ်။အမေကဖွားရဲ့နောက်ကနေထက်ချက်လိုက်ပြီးဓမီထိုးထားလို့အိမ်ကိုပက်ပြီးခြံတွင်းမှာလမ်းလျှောက်နေတယ်။အဖွားရဲ့အရှိတ်ရောင်ခက်ဝါးဝါမြင်ရခြင်းဖြစ်တယ်။အဖွားရဲ့လက်တစ်ဖက်မှာငွေဗလာခက်သေးသေးတစ်လုံးကိုင်ထားတယ်။ဒီဖလားလေးထဲမှာကရမတ်နဲ့လက်သက်ပြူတွေသွေးထည့်ထားတယ်။ဒီအမွှေးရိပ်ရှားဖို့ညာကြီးလက်မောင်းလေးတောင်လက်သက်ပြူသားသွေးပေးခဲ့ရတယ်။ဖွားရဲ့ညာလက်မှာတော့ပုံမကြီးပန်းနဲ့ဒေါနပန်းကတ်တွေကိုင်ထားတယ်။ဖွားကပါဇက်ကနေတို့ယူရင်းပန်းကတ်လေးတွေကိုအမွှေးရိပ်ခွက်ထဲနှိပ်ပြီးအိမ်ပတ်လည်ကိုဖြန်းပတ်နေတယ်။ညာမှောင်မဲနေပြီးအမေထိုးပြထားတဲ့ဓမီရောင်အလင်းအောင်မှာဖြာကနေဖြစ်သွားတဲ့အမွှေးရည်တွေကိုမြင်ရတယ်။ပန်းကတ်လေးတွေလှုပ်ရမ်းသွားတာမြင်ရတယ်။ဒီညပုံမကြီးအရှင်မကိုပင်ပင်ရတဲ့ညဖြစ်တယ်။ဒီညမှာမြကြီးကိုတရင်သားလုံးစကားကြဲကြဲမပြောကြ။စိတ်ငြိမ်နေကြတယ်။တပေါင်းလဆန်2 ရက်နေ့ဒီလိုညမှာအရှင်မကိုအိမ်ကိုပင်ဖိတ်ထားလို့အရှင်မကိုယူသေးနေစားတဲ့အနေနဲ့တိတ်ဆိတ်စွာနေရတယ်။မြကြီးတို့ကနေ့စဉ်ပူဇော်ပသနေကြမှုရိုးနေပြီးဖြစ်ပေမဲ့စုပုတ်ကတော့မျက်လုံးလေးပြူးသားနဲ့ဖွားကိုလှမ်းကြည့်ရင်မြကြီးကိုမော့ကြည့်ပြီးတော့မမဖွားဘာလုပ်တာလဲဘုံမကြီးအရှင်မကိုပင့်ဖိတ်နေတာပေါ့ပင့်ဖိတ်တယ်ဆိုတာဘာလဲခေါ်တာကိုပြောတာဘုံမကြီးအရှင်မဆိုတာရောဘုံမကြီးအရှင်မဆိုတာတီးနှံအထွက်တော့ကူညီပေးတဲ့နက်ကိုပြောတာမမတို့ရွာမှာနှစ်တိုင်းဒီလိုပဲပင့်ဖိတ်ပူဇော်နေကြအခု तू ကရောက်ပြီလားရောက်ပြီဘယ်မလဲမတွေ့ပါလားစုပုတ်ကခေါင်းလေးချလဲပြီးအိမ်ထဲနဲ့လှမ်းကြည့်ရင်မေးတာကြောင့်ညာကြီးရီရင်းဖြေရတယ်။လက်ဆိုတော့မမြင်ရဘူးပေါ့စုပုတ်ရဲ့စုပုတ်နားလဲပုံမရှောင်ဘုံမကြီးအရှင်မလန့်သွားမယ်တူတူတိတ်တိတ်နေကြနော်အိမ်ကိုတပတ်ပတ်ပြီးပင်းဖိတ်ပြီးသွားပြီမို့အဖွားအိမ်မော်တက်လာရင်ညာကြီးတို့ပဲလှမ်းကြည့်ရင်တတိပေးတယ်။ညာကြီးစုပုတ်ကိုကြည့်ရင်နှကမ်းပြားမှလက်ညှိုးလေးထောင်ပြီးရှူတူတူလို့တတိပေးတော့စုပုတ်ဆက်လေးပူပြီးငိမ်သက်နှုတ်ဆက်သွားတယ်။အဲဒီနောက်မှာတော့ညာကြီးတို့စုပုတ်တို့လိုအစားမတ်တဲ့သူတွေ
အားတက်စရာအစီအစဉ်စတင်တော့တယ်။မနေ့ပြန်တပေါင်းလဆန်း3 ရက်နေ့မနေ့စောစောမှာစားတောက်ဖွဲ့ရည်နဲ့အရှင်မကိုပူဇော်ကြမှာဖြစ်တော့အဲ့ဒီညမှာစားတောက်တွေကိုကြုံတော်ချက်ပြုတ်ရခြင်းဖြစ်တယ်။အိမ်မှာငချောက်ကျော်ငါးကျော်နဲ့ပစွန်ကျော်ရနက်နေမှုရနေတော့တယ်။ညကြီးတို့အတွက်တော့ဘုံမကြီးအရှင်မရောက်တဲ့ရက်ကတနေ့တခါဟင်းကောင်းမြမြဆန်ဆုံစားရတဲ့နေ့ပဲဘုံမကြီးအရှင်မအငွေ့သာစားပြီးညကြီးတို့ကလက်တွေ့ကြစားရတော့မယ်။မနေ့စောစောမှာစားတောက်ဖွဲ့ရည်ထည့်ထားတဲ့မြေအိုးတွေကိုအရှင်မအတွက်ပူဇော်ထားပြီးမုန်းတဲ့12 နာရီကျော်မှလူတွေကယူစားခွင့်ရမှာဒါပေမဲ့12 နာရီထိုးတဲ့ချိန်ထိမအောင်နိုင်သူတွေကအများစုဖြစ်တယ်။ညကြီးအယုတ်ကြော်မေအယုတ်လာလုပ်ပြီးရောမိခေါ်တန်ကြောင့်ညကြီးစုပုတ်ကိုခေါ်ပြီးမိဖို့ကြောင်ပဲရှောက်ခဲ့တယ်။မိဖို့ကြောင်ကိုရောက်တော့အမေကစံချမ်းမုံနဲ့ကောင်းချင်းမုံရောနေထားတဲ့မုံနှစ်ပကံကိုညကြီးကိုလှမ်းပေးတယ်။မမငွေကမိဖို့ရှင်းမှထိုင်ပြီးငါးကြော်နေတယ်။ညကြီးနဲ့သွားစေးပြီးမှမိဖို့ကြောင်အဝင်းဝါနားမှာထိုင်ပြီးမုံနှစ်တွေကိုနှဲပြီးအယုတ်လုပ်ဖို့ပြင်းရတယ်။စုပုတ်ကအနားလာထိုင်ရင်မေးတယ်။မမအဲ့ဒါဘာလို့မလို့လဲအယုတ်လုံးမလို့ဘာအယုတ်လဲအစုံပဲလက်စွပ်လက်ကောက်ကြောက်ပြင်းပုံတနက်ခါတုံးပုံလူပုံဆန်ဦးစီဦးနွားရုပ်ပုံတွေပေါ့အဲ့ဒီရုပ်တွေလှုပ်ပြီးဘာလုပ်မှာလဲစီနဲ့ကြောပြီးအရှင်မအတွက်တင်တဲ့စားတောက်စရာဦးတွေကိုထည့်ပေးလိုက်မှာပေါ့ညကြီးစုပုံမိတာဖြစ်ရင်စေးပိုင်နေတဲ့မုံနှစ်တွေကိုယူပြီးအယုံလေးတွေလှုပ်နေတယ်မုံနှစ်နဲ့အယုံလှုပ်ရတာရှွန့်နဲ့အယုံလှုပ်ရတယ်လို့ပဲဘုံမကြီးအရှင်မကိုတင်မဲ့စားတောက်ဖွယ်ရဦးတွေကလည်းများလာတော့ဦးတိုင်းစိတ်မှာထည့်လိုက်ဖို့အယုံလှုပ်ရတယ်အယုတ်တွေကလည်းသူ့အဓိပ္ပာယ်နဲ့သူရှိတယ်ညကြီးတို့အိမ်ဦးကမ်းမှတင်မဲ့ဦးတွေကိုလက်စွပ်ပုံလက်ကောက်ပုံနဲ့ဘုံမကြီးအယုတ်လူပုံတွေကိုထည့်လိုက်ခြင်းဖြစ်တယ်ဒီအိမ်မှာရှိတဲ့လူတွေရွှေငွေရတနာပေါ်ကျွယ်ဝစေဖို့ရည်ရွယ်ခြင်းဖြစ်တယ်စံဦးနားမှတင်မဲ့ဦးတွေကိုစံဦးပုံမုတ်ကြုံလေးတွေထည့်ခြင်းဖြစ်တယ်စံရည်စပါပေါ်ကျွယ်ဝစေဖို့ပဲစီဦးနှစ်ဘေးမှတင်မဲ့ဦးတွေကိုစီဦးပုံမုတ်ကြုံလေးထည့်လိုက်ခြင်းဟာစီပေါ်ရှန်စေဖို့ဖြစ်တယ်ဘုံမကြီးအရှင်မမိမသားဖြစ်တော့အလားပါကြိုက်ရှာမှာပဲလို့ယူဆပြီးဒီမှာရှိတဲ့ကြောက်ပြန်လေးတွေပေါ်မှာတူးတင်ပါမှုအဲ့ဒီဦးတွေကိုတနခါပုံကြောက်ပြန်ပုံမုတ်ကြုံလေးတွေထည့်ရတယ်လဲထားတဲ့နေရာဘေးမှာဦးတင်ရင်တော့နွားရုပ်ကြုံလေးတွေထည့်ပြီးတင်ရတယ်တီးနှံအထွက်တိုးစေဖို့ဒီလိုတစ်နေ့တခါဘုံမကြီးအရှင်မကိုပင့်ဖိတ်ပူဇော်ရခြင်းဟာရွာရဲ့ရိုးရာတစ်ခုလည်းဖြစ်တယ်အဖေဖះထံမှာလောဘနဲ့စုမတောင်းမှုညကြီးကိုစုံမထားသလိုရိုးရာစင်လာယုံကြည်မှုတွေကိုလည်းပြည့်ရည်မပြုတ်ပဲလေးစားဖို့စုံမထားခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်ဘုံမကြီးနဲ့တင်တဲ့နေ့တိုင်းဟင်းကောင်းတွေမြများစားရလို့ညကြီးတို့ပြောကြတာတော့အမှန်ပဲအိမ်မှာဟင်းမကောင်းတဲ့ရက်တွေဆိုဘုံမကြီးနဲ့တင်မဲ့ရက်ကိုတောင်မျှော်တက်လာခဲ့တယ်မမကျွန်တော်လည်းအယုတ်လုပ်မယ်လေစုပုတ်ကမြကြီးနားကပ်ပြီးတူးတူးပူစားတယ်ညကြီးမျက်ခုံးပင်းမိရင်မင်းလှုပ်တက်လို့လားလှုပ်တက်တာဗောမမရဲ့ကျွန်တော်လှုပ်တဲ့ရွှွရုပ်တွေဆိုရင်ကျွန်တော်တငယ်ချင်းနဲ့တိတ်သဘောကြတာဟုတ်လားသူတို့ကကျွန်တော်လှုပ်တဲ့ရုပ်ကိုလိုချင်လို့ပတ်စံနေတောင်ပေးဝယ်ရတာအရှုံးလှုပ်ရောင်းပြီးမုံဝယ်စားလူတောင်ရတယ်အမေတင်ဟုတ်ပါလားကဲဒါဆိုလှုပ်ကြည့်နေသွားလက်ရင်စေးနေအောင်သူ့ပုတ်ပျော်သွားပုံနဲ့အိမ်ပြင်ရေဦးစီခတ်သက်တွက်ထွက်သွားတယ်လက်ဆေးပြီးပြန်လာတော့ညကြီးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီးညကြီးနဲ့တူအယုံလှုပ်တယ်သူလှုပ်တဲ့အယုံလေးတွေကညကြီးကိုအံ့အားသင့်သွားစေတယ်လှပသေးတတ်တဲ့နွားယုံလေးတွေလက်စွပ်လက်ကောက်နဲ့ကြောက်ပြင်ပုံလေးတွေညကြီးလှုပ်တဲ့အယုတ်ပုံစံအတိုင်းလိုက်လုပ်ပေမဲ့သူ့ရုပ်လေးတွေကညကြီးအယုတ်တွေလိုမတည့်ရတဲ့အကျန်းတယ်မျိုးမဟုတ်ပဲချစ်စပွဲတည့်ရလှပနေတယ်တော့တယ်ညကြီးသူ့ခေါင်းလေးကိုဖွားဖွားပုတ်ပြီးချီကျူးလိုက်မိတယ်အဲ့ဒီညမှာစူးပုတ်တိကျင်တဲ့ပုံမကြီးအရှင်မကြောင့်ညကြီးပြန်ပြောပြခဲ့တယ်ဒီတန်တိုင်းမှာအဖွားပြောလွန်းလို့ညကြီးကလေးဘွားတွေကနားရီဝါခဲ့တဲ့တန်တိုင်းလည်းဖြစ်တယ်စူးပုတ်အတွက်တော့အသက်ဆန်းဖြစ်မှာပေါ့နောက်နေ့မနက်စောလူကြီးတွေအိယာရင်ထပြီးပုံမကြီးနဲ့ဖို့သမင်းချက်ပဲနဲ့ကြတယ်ညကြီးတို့လည်းနတ်တွေရဲ့နှိုးဆွမှုကြောင့်စောစီစွာနိုးထလာခဲ့တယ်စွန်းဦးပြင်းနေရထိုင်ကြည့်နေရတာကပျော်စရာကြီးညီဦးတဲ့ကိုပထမဆုံးထမင်းထည့်တယ်ထမင်းပေါ်မှာပဲနဲ့ထည့်တယ်ပြီးတော့မှဘဲဥပြုတ်ငချောက်ကြော်ငါးကြော်နဲ့ပစုံကြော်တွေကိုဦးတဲ့ကိုထည့်ပြီးပေါ်ဆုံးမှာတော့အယုတ်ကြော်ကိုထည့်တယ်အိရှိကန်ကြောက်ပြင်းစံဦးစီဦးနွားစာစီနွားတင်းကုတ်စုစုပေါင်း6ဦးတင်ရတယ်မအောင်ကြီးနွားစာစီနဲ့နွားတင်းကုတ်ကဦးတေချာဖွက်နော်စောစောစီစီနားစားမဲ့သူတွေအများသားနွားတင်းကုတ်ထဲမှာပုံမကြီးကိုသွားဖွက်မဲ့လင်းလေးကိုဖွားဖွားလန့်ပြောတယ်ကိုစောကတော့လင်းလေးရှူသွားတဲ့ဦးမျက်စပြင့်နေတယ်ကိုစောကစိတ်ချရတာမဟုတ်ဘူးပုံမကြီးဦး
12 နာရီမထိုးခင်ဖော်စားတတ်သူဖြစ်တယ်။ကိုစောလိုအတွင်းလူသားစိတ်မကြရတာမဟုတ်။နီနာဝင်းကျင်တွေကလူငယ်တွေကလေတပေါင်းလာဆန်း3 ရက်နေ့မနက်ခင်းဆိုရင်အိမ်စင်လှည့်ပြီးတော့အိုးဖော်စားတတ်တဲ့သူတွေပုံမကြီးအိုးတွေတင်ပြီးသွားတဲ့ချိန်မှာလာဆန်း3 ရက်မနက်ခင်းကကောင်းစွာမလင်းကျင်းသေးဘူး။နှွေဦးမျိုးတို့အနေငယ်ဝေဝဲနေတဲ့အဲ့ဒီနေ့မနက်ခင်းမှာညကြီးရဲ့ဘိုက်ကလေခါတိုင်းနေထန်ပို့ပြီးတော့စနေတယ်။စုပုတ်ကအိမ်ရှိရအိုးတလုံးတဆွေဆွေကြည့်ပြီးတရွေးမျိုးချရင်ညကြီးနာကက်ပြီးတော့ပြောတယ်။မမကျွန်တော်ဘိုက်စားလိုက်တာ။အေးမမဟုတ်ပဲဒီနေ့မှပို့စားရင်နော်။ပုံမကြီးအိုးတွေက12 နာရီမထိုးခင်လူတွေစားလို့မရဘူးလား။အေးပေါ့12 နာရီမထိုးခင်စားရင်ဘာဖြစ်လဲ။ဘာမှတော့မဖြစ်ဘူးပေါ့။စောင့်တော့ပိုကောင်းတာပေါ့။မစောင့်ရင်လည်းဘာမှမဖြစ်ပါဘူး။ဒါဆိုလာလေးမမ။ဟင်ဘဲဟုတ်လေ။နွားတင်းကုတ်ထဲမှာဖွက်ထားတဲ့အိုးသွားရှာရအောင်။မမစားချင်ပြီမို့လား။မင်းစားချင်တာမဟုတ်ဘူးလား။ကျွန်တော်လည်းစားချင်တယ်။မမလည်းစားချင်တယ်။တူတူပဲလေ။အေးလေဒါပေမဲ့သွားမရှာပါနဲ့ဦးဟဲ့။အဖွားဆူလိမ့်မယ်။ညကြီးနဲ့စုဖို့အိမ်ရှိမှထိုင်ပြီးအိမ်ဘေးမှာရှိတဲ့နွားတင်းကုတ်နဲ့နွားစာစီကိုငေးပြီးတီတိုပြောနေတဲ့ချိန်ဟောဟိုမှာကိုစောစုဖို့နွားတင်းကုတ်ပဲလက်ညှိုးထိုးပြီးអော်တာကြောင့်ညကြီးနှမ်းကြည့်တော့နွားတင်းကုတ်ထဲဝင်သွားတဲ့ကိုစောကိုရှေ့ကနေမြင်ရတယ်။ညကြီးနဲ့စုဖို့အိမ်ပေါ်ကနေပြန်တူခုန်ချပြီးနွားတင်းကုတ်ပဲပြေးနာပြီးမမီတော့ဘူးကိုစောကအိုးကိုပိုက်ပြီးညကြီးတို့ပြောင်ပြပြီးတော့ချမ်းပြင်ကိုပြေးထွက်သွားပြီးသူ့တငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့စားမအောင်ညကြီးတည်တယ်။မမကိုစောစီတိုးပါသွားပြီကျွန်တော်တို့ကြံပါဦးမလားကြံပါပါဟဲ့စပားစီတွေကကျွန်တော်တို့ဟာနော်အေးပါဟာကိုဖိုးထုစပားစီတောက်မှာဖိုးထုကိုရိတ်ခနဲ့မြင်ရချိန်ညကြီးစပားကြီးကိုလှစ်ခနဲ့ပြေးတယ်စုပုံလည်းထက်ချက်ပြေးနိုင်လာတယ်ဖိုးထုလက်ထဲကိုတော့ပါမခံနိုင်ဘူးဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲပဲဖိတ်ရမယ်ဟဲ့ဖိုးထုနေတာပါလုံးမလို့လေဘုံမကြီးကိုနှိုက်မလို့နေနေရအိုးနေနှိုက်ပါလားငါအိမ်ကအိုးကဟိကောင်းတိတ်မပါဘူးငါလူကြီးတို့အော်တိုင်ပါနော်တိုင်ပေါ့တိုင်တလုံး၅ပြားနေမနဲ့ငါနဲ့ညကြီးချောင်းလိုက်တော့ဖိုးထူအော်ဟစ်လောင်ပြောင်ရင်းသူ့အိမ်ပဲထွက်ပြေးတော့တယ်ညကြီးနောက်ကိုလှည့်ကြည့်တော့စုပုတ်ကိုမတွေ့တော့စုပုတ်ဘယ်ရောက်သွားပါလဲစုပုတ်ရေညကြီးစုပုတ်ကိုခေါ်ရင်းနွားစာစီကိုပက်ပြီးတော့ရှာတယ်နွားစာတူလောင်ထားတဲ့စီမှာခြေတန်းရှည်ဖြစ်ပြီးအောက်ဘက်မှာနွားစာကွက်နဲ့နွားစာစင်းနဲ့ခုံရှိတယ်နွားစာစီပေါ်ကိုတက်ချင်လှေကားထောင်ပြီးတော့တက်ရတာဟဲလှေကားတန်းလန်းနေပါလားညကြီးလှေကားထောင်ထားတာမြင်သွားပြီးနွားစာစီနာချင်းကပ်ခဲ့တယ်နွားစာစီပေါ်တက်ပြီးပုံမကြီးကိုဖွက်သွားတဲ့လင်းလေးအောင်တယောက်လှေကားပြန်ဖြုတ်ဖို့မိခဲ့ပြီစုပုတ်တယောက်နွားစာစီပေါ်တက်သွားလားမမရုတ်တရက်စုပုတ်နွားစာစီဝင်ပေါက်ကပေါ်လာတယ်သူ့လက်ထဲမှာပုံမကြီးကိုပွေပြီးပါဇက်ကလေးတစ်ခုခုဝါးနေတယ်မမဒီမှာအိုးတွေ့ပြီကိုဖိုးထိုးစီပါမသွားခင်စားရအောင်အရန်စားကောင်းတာပဲစုပုတ်နေမမမစူနဲ့နော်မမဘိုက်စာနေရဆိုလို့ကျွန်တော်တက်ရှာတာမမရှင်စားတော့မမကြံမှာကျွန်တော်စားမယ်စုပုတ်ရဲ့တနာကမမျက်နှာလေးကိုကြည့်ရင်ညကြီးမစူရတော့သူ့ကိုမျက်စောင်းတစ်ချက်ရွှဲပြီးမှတစ်ဖက်ကိုလှည့်ပြီးပြုံးရတယ်ဒီနောက်မှာတော့ညကြီးတို့နှစ်ယောက်နွားတင်းကုတ်ထဲမှာညနေချင်းဆိုင်ထိုင်ပြီးပုံမကြီးဦးတွေကစားကောင်းတောက်ဖွယ်တွေကိုအားရပါရစားမိတော့တယ်မမဒီလိုယူစားရင်ပုံမကြီးအရှင်မကျွန်တော်တို့ဘာလုပ်မှလဲဘာမှမလုပ်ပါဘူးဟိုးရင်နှစ်တွေကလေဒီလိုပဲယူစားတာပဲသူကသဘောကောင်းသားနော်ကျမ်းမာပါစေချမ်းသာပါစေစုပုတ်ပြောကြောင်ရီနိုင်မိရဲ့မြကြီးထမင်းတောင်တီးတယ်စုပုတ်နဲ့မြကြီးဘာလုံးလုံးတရွဲရွဲဖြစ်ပြီးပူလို့တောင်တန်ရုံးစင်တွဲလာတယ်ဥပုံနေတိုင်းဖွားဖွားနဲ့အမေကလေးမျက်နှာကြောင်မှဥပုတ်သွားဆောင်ပြီးနေနေကင်းဆိုရင်လေးမျက်နှာဖျားမှာအေးလူလူနေနေရှိတယ်ညကြီးတို့ရွာရဲ့မြောက်ဘက်မှာလေးထောင်ကန်ရှိပြီးလေးထောင်ကန်ရဲ့နောက်မြောက်ဘက်မှာလေးမျက်နှာဖျားလေးမျက်နှာဖုံးကြီးကျောင်းနဲ့လေးမျက်နှာကျောင်းတိုက်ဝင်းကြီးရှိတယ်အဲ့ဒီပတ်ဝန်းကျင်ကိုညကြီးကလေးဘွားတွေကရင်းနှီးနေခဲ့တယ်ကျောင်းတိုက်ဝင်းထဲမှာရှိတဲ့ဦးဟောင်းပြီးအုတ်နီသားတွေပေါ်နေတဲ့လေးမျက်နှာကျောင်းတိုက်ထဲမှာညကြီးတို့ကလေးတွေစော့ကစားပူတယ်အဲ့ဒီကျောင်းဝင်းထဲဖေးနဲ့တူပထမဆုံးရောက်ဖူးတဲ့နေ့ကိုညကြီးမမေ့ဘူးအဖေကညကြီးကိုလေးမျက်နှာကူဖျားဘက်အရင်ခေါ်သွားတယ်ဖျားမှာထုံးပွေးပွေးနဲ့ရှိနေတယ်ဖေးကဖျားဘက်လက်ညှိုးညွှန်ပြီးညကြီးကိုမေးတယ်သမီးမြကြီးအဲ့ဒါဘာလဲဖျားလေဖေးဖျားကဘာရောင်လဲအဖြူရောင်လေးဖေးထုံးတုတ်ထားတာမို့လားထုံးတုတ်ထားတယ်လို့မပြောရအောင်ထုံးတင်ငယ်ကန့်လူထားတယ်လို့ပြောရတယ်ဟောဟိုမှာကြည့်ထုံးအောက်မှာဘာပဲလဲဖေးညွှန်ပြတဲ့ဖျားဘဝနေရာကိုညကြီးတေချာကြည့်မိတော့တွန့်ကွေးအဖူဖောင်းလေးတွေခြုံမြတွေ့ဆင်းလာတာတွေ့ရတယ်တွန့်ကွေးခြုံခြုံလေးတွေတွေ့ရဖေးလှတယ်နော်ဒါပေမဲ့ထုံးတုတ်ထုံးတင်ငယ်ကတ်ထားတော့တေချာမမြင်အောင်
အဲဒီတော့သမီးစိတ်ထဲဘလို့တွေးမိလဲတေချာမမြင်ရတော့မြင်ကျင်တာပေါ့ဖေသမီးစိတ်ထဲဘလို့ခံစားရလဲခံစားနေဆိုတာဘလို့မျိုးလဲဖေဒီတော့မြကြီးကစုဖို့ရွယ်လောက်ပဲရှိသေးလို့ဖေပြောတဲ့ခံစားမှုဘာမှမသိဘူးအဖေကမြကြီးခေါင်းလေးကိုပုတ်ပြီးသမီးခုတေချာကြည့်မှမြင်ရတဲ့တွန့်တွန့်ကွေကွေချွန်ချွန်လေးကအင်းကလေးပန်းဆွဲလို့ခေါ်တယ်ဟိုးနှစ်ပေါင်း1000လောက်တည်းကပကံကအဖေတို့မြန်မာတွေကခုလိုကူဖျားတွေဖျားပေါ်ကအင်းကလေးပန်းဆွဲအနုလက်ရတွေကိုဖန်တီးတိဆောက်နိုင်ခဲ့ကြပြီဒီလေးမျက်နှာကြောင်းတိုက်တဝိုက်ကလည်းပကံခိကဗုဒ္ဓတက္ကသိုလ်တစ်ခုပဲညကြီးအဖေပြောတာကိုမျက်လုံးလေးပြူးပြီးနားထောင်နေတယ်ဗုဒ္ဓတက္ကသိုလ်ဆိုတာညကြီးဘာမှမသိဘူးခံစားမှုဆိုတာဘာမှမသိခဲ့သလိုဘာမှလည်းမခံစားခဲ့ရအောင်ကလေးတငယ်တယောက်ရဲ့အာယုံမှာတော့မတိနားမလဲခြင်းတွေလွှမ်းမိုးထားတယ်ဒါပေမဲ့ထုံးနဲ့အုပ်ခံထားရတဲ့လှပတဲ့အင်္ဂလိပ်ပန်းဆွဲတွေကိုခုထက်ပိုပြီးမြင်ရရင်ကောင်းမှာပဲလို့တော့တွေးတတ်တယ်ပြီးတော့ဖေကမြကြီးကိုကူဖျားအတွင်းခေါ်သွားပြီးအတွင်းကူနေရပေါ်ပိုင်းနဲ့ညနေချက်ပေါ်မှာရေးဆွဲထားတဲ့အရုပ်တွေကိုလက်ညှိုးညွှန်ရင်းအဲ့ဒါနယံစေးပကြီးနဲ့ရရီလို့ဆိုတယ်ဗုဒ္ဓပုံတော်ရီလို့လည်းပြောပြတယ်နယံအောက်ခြေပိုင်းကိုအဖေကလက်ညှိုးထိုးပြီးပြပေမဲ့ထုံးတုပ်ထားလို့ပကြီးနဲ့ရရီကိုတေချာမမြင်ရဘူးတေချာမြင်ရရင်ကောင်းမှာပဲနော်ဖေညကြီးအဖေပြတာတွေတေချာမမြင်ရတိုင်းဒီစကားပဲထက်ခါပြောခဲ့မိတယ်ပို့ပြီးမြင်ရရင်ကောင်းမှာပဲတေချာမြင်ရရင်ကောင်းမှာပဲဆိုတဲ့စကားတွေပြောရင်းဖေပြောတဲ့နယံစေးပကြီးတွေကိုကြည့်ခဲ့ရတယ်ဖျားပြင်ပနယံပေါ်ကအင်္ဂလိပ်ပန်းဆွဲတွေကိုကြည့်ခဲ့ရတယ်ဒီအချိန်ကတတိုင်းအဝင်ဝကပီးကြောက်စာတိုင်းပေါ်ကစာဦးတော့ညကြီးဖတ်တတ်နေပြီလေးမျက်နှာကြောင်းတိုက်အေဒီ17ရာစုအမတ်ကြီးမင်းအနန္တသူစနီးမောင်နှံကောင်းမှုကပီးတိုင်းရှိမှရက်ပြီးနှလုံးချင်းဖတ်နေတဲ့မြကြီးကိုအဖေကပြုံးကြည့်နေခဲ့တယ်ပြန်လမ်းမှာတော့မြကြီးအဖေကိုမေးခွန်းတွေထုတ်လာခဲ့တယ်မင်းအနန္တသူဆိုတာသမီးတို့ရွာနာဒီဖျားတွေဒီကျောင်းတွေစောက်ခဲ့တဲ့သူပေါ့နော်ဖေအေးဘောသမီးရဲ့ဒီဖျားရောဒီကျောင်းတိုက်ကြီးရော4000ခန်းရောအမတ်ကြီးမင်းအနန္တသူတို့ဇနီးမောင်နဲ့တီးခဲ့တာပေါ့ဇနီးမောင်နှံဆိုတာဘယ်လိုမျိုးလဲဖေနဲ့မေလို့ပေါ့သူတို့ကသဘောကောင်းလားဖေသဘောကောင်းလို့သာပတ်စံတွေကုန်ခံပြီးဒီကျောင်းတွေစောက်ပေးခဲ့တာသူတို့ကချောလားဖေဒါတော့အဖေမမြင်ဘူးလို့မသိဘူးသမီးရဲ့သူတို့ရုပ်ချောတာမချောတာကိုနောက်လူတွေမသိပေမဲ့သူတို့စောက်ပေးခဲ့တဲ့အဆောက်အအုံတွေမြင်ရင်တော့သူတို့သတိရကြတယ်မင်းနံသူဆိုတဲ့အဖေတို့ရွာနာမည်ကမက်ကြီးမင်းအနန္တသူရည်စူးပြီးတော့မှဲ့ခေါ်ခဲ့တာလေမင်းအနန္တသူကနေမင်းနန္ဒသူဖြစ်ပြီးတော့မင်းနံသူဖြစ်လာတာပေါ့ဖေရောဒါမျိုးတွေမစောက်ချင်ဘူးလားဖေမှာဒီလောက်စောက်နိုင်ဖို့ပတ်စံမှမရှိတာသမီးရဲ့ပတ်စံမရှိရင်မစောက်နိုင်ဘူးပေါ့နော်အေးပေါ့ဒါပေမဲ့သူများစောက်ထားပေးခဲ့တာကိုထိမ့်သိမ်းစောက်ရှောက်ရင်လေကုသိုလ်ရတာပါပဲသမီးရဲ့ဖေနဲ့မေးပြေလို့ရင်ဖျားတွေကျောင်းတွေကြားမှာရှောက်သွားဘူးတဲ့အချိန်တို့ကညကြီးရဲ့မှတ်ဉာဏ်တွေမှာစွေးမြဲလှတယ်ဖေပြောတဲ့စကားတွေမှာညကြီးတေချာမှတ်မိနေတဲ့စကားတစ်ခုရှိတယ်ခုချိန်မှာခန်းစားချက်ဆိုတာကိုသမီးမသိပေမဲ့သမီးကြီးပြင်းလာတဲ့အခါကျရင်ပကံနဲ့ပတ်သက်တဲ့ခန်းစားချက်တွေသမီးမှရှိနာလိမ့်မယ်တဲ့ဒီစကားကိုညကြီးမကြာခဏသတိရခဲ့တယ်ခုရွယ်မှာတော့ခန်းစားချက်ဆိုတာပါမှန်းသိခဲ့ပြီပကံနဲ့ပတ်သက်လို့တော့ပကံနဲ့မင်းတန်သူတဝိုက်ကဖျားပထိုးအဆောက်အုံပတ်ဝန်းကျင်တွေကိုနှစ်သက်တယ်4000ကန်ထဲမှာရေဒီပြည့်ကျင်တယ်ဖျားဘဝထုံးတွေဖဲပြီးအင်္ဂလိပ်ပန်းဆွဲတွေနယံပကြီးတွေကိုကြည့်ကျင်တယ်ဒီအဆောက်အုံတွေပျက်စီးမသွားစေခြင်းကိုပကံခေတုံကဒီနားမှာဘလို့စီကားခမ်းနားခဲ့ပါလိမ့်လို့တွေးပြီးစိတ်ကူးရင်နေပြီးတော့ဖျားတွေကျောင်းတွေနဲ့မဆိုင်တဲ့ခန်းစားချက်တစ်ခုကစုပုတ်ကိုပြန်ပို့ရမယ့်အချိန်နီးနာလေးစိတ်ထဲမှာဝမ်းနည်းတယ်လို့ဖြစ်လာလေပဲဟေးစုပုတ်ဟဲ့ကောင်လေးခေါ်တန်ကြောင်မြကြီးနှဲကြည့်ပြီးတော့မြကြီးတို့ထိုင်နေတဲ့ဖျားရှိဓမ္မပင်ရိပ်ဘက်ကိုရှောက်လာနေတဲ့ငိမ့်တဲ့ထွေးကိုတွေ့ရတယ်သူတို့လည်းဥပုပ်လာဆောင်တဲ့လူကြီးတွေနဲ့လိုက်လာပုံရတယ်ငိမ့်တဲ့ထွေးကငယ်တည်းကမြကြီးရဲ့အိမ်ကြီးချင်းစော့ပေါ်စော့ပဲတငယ်ချင်းတွေသူတို့မှဖိုးထုကိုကြည့်မရပေမဲ့သူတို့ကိုတော့ခင်မင်ရတယ်ဒါပေမဲ့သူတို့ကစကားများတယ်တတော်တော်ရီမောတတ်တယ်စနောက်တတ်တယ်စုပုတ်ကိုအလွန်မင်းစနောက်တတ်တာတော့မြကြီးမကြိုက်ဘူးဟဲ့ကောင်လေးနေခုထိမပြန်သေးဘူးလားငိမ့်တဲ့ထွေးကမြကြီးတို့နားမှာလာထိုင်ရင်စုပုတ်ကိုပြုံးစီစီကြည့်ပြီးတော့မေးတယ်ဒီမေးခွန်းမျိုးအမေးခံရတိုင်းစုပုတ်မျက်နှာစုပုတ်သွားတတ်တယ်နင်သူများအိမ်မှာကန့်နေရမရှက်ဘူးလားဟင်ကိုစောပြောတယ်သိလားနင်ကအစားကြီးနို့တဲ့နင်မြန်ပြန်မှအကုန်ကြတတ်တာမှာတဲ့ကလေးကိုမစပါနဲ့ဟဲ့နင်တို့ကလေမြကြီးငိမ့်တို့ကိုတားရင်စုပုတ်မျက်နှာကိုကြည့်တယ်စုပုတ်မျက်နှာစုပုတ်ရာလေးငုံမဲမဲဖြစ်စာပြုတယ်နင်ကအစားကြီးတော့မြကြီးနဲ့ထမင်းဝဝစားရမှာမဟုတ်ဘူး
နင်ပြန်မှမြကြီးထမင်းဝဝစားရမှာအဲ့ဒါဆိုကျွန်တော်အိမ်မှာထမင်းမစားတော့အိမ်မှာမစားတော့ဘယ်မှာသွားစားမလဲဘုန်းကြီးကျောင်းမှာသွားစားမှာပေါ့လူလဲစုပုတ်အစားလဲပုတ်ငိမ့်တို့ကရီမောရင်ဖះဘက်ထွက်သွားတယ်စုပုတ်မျက်နှာလေးငုံမဲမဲဖြစ်နေတော့မယ်မကျွန်တော်မမတို့အိမ်မှာပြီးနေလို့မရှာဘူးလားယင်တောင်းပန်တိုးရှိုးသလိုမျက်နှာငယ်လေးနဲ့မေးလိုက်တဲ့မေးခွန်းကိုညကြီးဘလို့ဖြစ်ရမှမသိဘူးဟင်းမနေလို့မရှာဘူးလားယင်စုပုတ်ထက်မိတယ်မျက်တောင်ကောင်လေးတွေဝင်းရံနေတဲ့သူ့မျက်လုံးကြည်ကြည်နေတဲ့တွေကညှော်လင့်မှုကိုမြင်ရတယ်ကလေးရဲ့မဘလို့ဖြစ်ရပါမလဲမတို့နေစေချင်တာပေါ့မောင်လေးရဲ့ဒါပေမဲ့အိမ်ကမအိမ်မဟုတ်ဘူးလေမလူကြီးမဟုတ်တော့မသဘောနဲ့ဆုံးဖြတ်လို့မရဘူးပြီးတော့မင်းမိဘတွေကမင်းကိုသူများအိမ်မှာအမြဲဘဲထားကြပါမလဲစုပုတ်မျက်ရည်လေးဝဲဝဲနဲ့ငိမ့်သွားတော့မြကြီးနဲ့ငိုကျင်တယ်တပေါင်းလာကုန်ကန်နေပြီမို့စုပုတ်ကိုပြန်ပို့ရမယ့်ချိန်နေပြီဒီမျက်နှာဖျားပြန်มาတော့စုပုတ်မြကြီးကိုမိကုန်းထုတ်ခဲ့တယ်ကျွန်တော်လူကြီးဖြစ်ပြီးပတ်စံဒီအများကြီးရှိရင်အိမ်ကောင်းကောင်းဝဲနိုင်မကိုခေါ်ထားမယ်မလာနေမလားမြကြီးကရီနိုင်ရင်မစားကြည့်ရဲ့နော်ကြီးနေပါဖြစ်နေဟင်းကောင်းကောင်းကျွေးမှာပေါ့လာနေနော်မအေးပါမြကြီးကောင်းငိမ့်တော့စုပုတ်ပျော်သွားပြီးတစ်ချက်ခုန်ပြီးတော့လေထဲလက်သီးတစ်ချက်ဝှေ့ရမ်းနေဒီအချိန်မှာပဲမြကြီးတို့နောက်ကနေကြုံတက်ပြီးပြေးသွားတဲ့ဖိုးတူကစုပုတ်ကိုလှမ်းအော်စသွားတယ်စုပုတ်ရွက်ဆိုရင်ကြော်စားပြင်မယ်ကျုံနဲ့ရောကြော်ဖို့မမေ့နဲ့ချက်ချင်းပဲပြန်အောင်ပြောတဲ့စုပုတ်ကြောင့်မြကြီးဟက်ပက်ရီမောမိတယ်အဲ့ဒီနာတပေါင်းလာရဲ့ရှားတီပန်းတရဖီပန်းဖြစ်ပေမဲ့ပူလာရဲ့မြကြီးတို့ရွာမှာတော့တရဖီပန်းလေးမပွင့်တခြားဘာပန်းမှလည်းမပွင့်တပေါင်းနှောင်းတရက်မှာတော့ပုတ်ပန်းကိုဧည့်သည်လိုက်ပို့တဲ့အဖေကပြန်มาတရဖီပန်းတွေဝဲလာတယ်ပွင့်ပတ်ဖြူဝစ်ဆန်ဝါနဲ့အပွင့်သေးငယ်ပေမဲ့ရနံမွေးတဲ့တရဖီပန်းတွေကိုလက်ခုပ်ထဲထည့်ပြီးမျက်နှာနာကပ်ပြီးတော့မွေးဆိုင်မိရဲ့ချိန်မင်းနဲ့သူတခွင်မှာပန်းမောင်းစုံကြိုင်တင်းသွားတယ်လို့တော့ထင်လိုက်ရတယ်မပန်းကြိုက်တယ်နော်မရွာကြတော့ပန်းတွေလည်းများမရှိဘူးကျွန်တော်အိမ်ကောင်းကောင်းဝယ်နိုင်မဖို့ပန်းတွေအများကြီးစိုက်ပေးမယ်အေးပါစကားတက်တဲ့စုပုတ်လေးရဲ့ကောင်မြကြီးအသာဖွားပုတ်နိုင်မိတော့တယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းသားကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်